လာပါအရှိမြတ်တဲ့ထဲမှာဂျားလန်းဆိုပေမဲ့လမ်းကြီးမြင်းတဲ့အတိုင်းပဲအကျယ်ကြီးပါပဲနော်လမ်းလဲကျယ်တဲ့ပတ်ဝန်းကျင်လဲတန်တဲ့ဒီလိုနေရာမျိုးမှာရှိတဲ့ပေ40-60အယောင်ကွက်လေးတစ်ကွက်နဲ့မိတ်ဆက်ပေးပါရစီနော်ရောင်းချပေးမယ်မြေကွက်ကလေးကတော့ဒီမြေကွက်လေးပဲဖြစ်ပါတယ်ရှင်သူ့ရဲ့ပေအကျယ်လေးကတော့မျက်နှာပွင့်ကပေ40နောက်ကို60 40-60အကျယ်ဝန်းလေးရှိပါတယ်ရှင်ဟုတ်ကဲ့သူ့ရဲ့ဒီနေရာလေးကတော့52လမ်းနဲ့108လမ်းအနီးမှာတည်ရှိတဲ့မြေကွက်လေးပဲဖြစ်ပါတယ်အလှည့်လေးကတော့မြောက်ဖက်လှည့်လေးပါနော်စားရဲဆောင်ရန်လေးအနေနဲ့ကတော့ဂရံမျိုးစားလိနဲ့ရရှိမှာဖြစ်ပါတယ်ရှင်ဒီမြေကွက်ကလေးကိုရောင်းချပေးမယ်ဈေးနှုန်းလေးကတော့ကျပ်သိန်း2000နဲ့ရောင်းချပေးမှာဖြစ်ပါတယ်ဈေးနှုန်းလေးကိုလည်းအဆင်ပြေအောင်ညှိနှိုင်းပေးပါမယ်ရှင်စိတ်ဝင်စားတဲ့လူကြီးမင်းတွေအတွက်တော့ဝိုင်းချိုအင်ချန်မြေ3943340510ကိုအမြန်ဆုံးလာရောက်ဆက်သွယ်လိုက်ပါနော်ကျေးဇူးတင်ပါတယ်ရှင်